လောကမှာကကိုမကြုံကျင်တာတွေကိုကြုံနေရတဲ့အခါကိုမဖြစ်ကျင်တာတွေဖြစ်နေတဲ့အခါရေပုံရအားဖြင့်တော့လူအများစုဟာစိတ်ထိခိုက်ကြတာပဲအဲ့ဒီစိတ်ထိခိုက်မှုထဲမှာကိုယ့်ရဲ့မိသားစုတွေဆုံးရှုံးရတာမျိုးကပိုးပြီးတော့ကြေကွဲစရာကောင်းတယ်ပိုးပြီးတော့ပြင်းထန်တယ်ဒီလိုမျိုးကြုံနေရတဲ့အချိန်မှာဆောက်တည်ရမရဖြစ်မယ်ကိုယ်အနာမှာဘယ်အရာကအားကိုးရဖြစ်မလဲလို့မျှော်လင့်ကောင်းမျှော်လင့်မိလိမ့်မယ်ဒါတော့ဘုန်းကြီးတို့ရဲ့လက်တွေ့ကြုံခဲ့ရတဲ့အနေအထားတွေနဲ့ရှင်းပြီးတော့ပြောရမယ်ဆိုရင်ဘုန်းကြီးရဲ့မိဘတွေကိုတပြိုင်တည်းအချိန်မှာအကုန်လုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မိသားစုတစ်စုလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်နာဂိမုန်တိုင်းကာလာတုန်းကဘုန်းကြီးအဲ့ဒီလိုမျိုးကြုံဘူးတယ်ဒီလိုကြုံလိုက်တဲ့အချိန်မှာကိုယ့်အနားမှာလည်းမိသားစုကမရှိဘူးဒါပေမဲ့မိသားစုကမုန်တိုင်းမှာအကုန်ပါသွားပြီဒီအချိန်မှာဖြစ်တဲ့စိတ်ခံစားမှုကခံစားရတဲ့သူပဲသိတယ်ဘဝကြီးတစ်ခုလုံးကိုဘာမှအတိတ်ပဲမရှိတော့သလိုမျိုးထင်သွားတယ်လှုပ်လက်စားအလုပ်ကိုလည်းဆက်မလုပ်ချင်တော့သလိုစိတ်ဓာတ်တွေကျတယ်ပတ်ဝန်းကျင်ကလူတွေကိုလည်းကိုယ့်အပေါ်မှာသူတို့မငဲ့ညာဘူးလို့ထင်မိတယ်တကယ်တမ်းကျတော့အဲ့ဒီလိုခံစားနေရင်နဲ့ကိုအမှန်တိုင်းပြန်မြင်အောင်ကြည့်လိုက်တာဩကြုံရမယ်တရားကကြုံရမှာပဲဒေကံပါလားလို့သိကြတယ်ကွဲကံပါလားလို့ကွဲကြရတယ်မိသားစုတစ်စုလုံးကိုတပြိုင်တည်းဆုံးရှုံးလိုက်ရတာဟာရင်ဘတ်ထဲမှာကိုယ်နှလုံးသားကိုတင်းတင်းကြပ်ကြပ်ဆွဲပြီးတော့ဆုပ်ခံထားရတယ်လို့မျိုးပူးလောင်ပြီးတော့နေတာပါအဲ့ဒီအနေထားကနေပြန်ပြီးတော့ကောင်းမွန်အောင်ကိုပြန်ပြီးတတိတွေပေးရတယ်လောလက်စားအလုပ်ကိုရပ်လိုက်မှာလားလောလက်စားအလုပ်ကိုရပ်လိုက်ရင်ကိုမိဘတွေကပြန်ရှင်းလာမှာလားကိုသွားမဲ့လမ်းကိုမလျှောက်ဖဲနဲ့ရပ်လိုက်တော့မလားမလျှောက်ဖဲနဲ့ရပ်လိုက်ရင်ကိုမိဘတွေပြန်ရှင်းလာမလားသို့မဟုတ်ကြံခဲ့သောကိုကဒီလောကထဲမှာဒီလိုပဲစိတ်ဓာတ်တွေကြပြီးတော့အရှုံးပေးပြီးတော့ဆက်ပြီးတော့ရှင်းသမ်းမှာလားဒီလိုမျိုးရှင်းသမ်းတဲ့အချိန်ကြရင်ကြာလာရင်ကိုယ့်အပေါ်မှာတပါသောသူတွေကအရှုံးပေးထားတဲ့သူဆိုပြီးတော့နှိမ်ပြီးတော့ကြည်မယ်နှိမ်ပြီးတော့ဆက်ဆံလာလိမ့်မယ်အဲ့တော့တကယ်တမ်းကျတော့ကိုကအသက်ရှင်ပြီးကြံခဲ့တယ်အသက်ရှင်ကြံခဲ့တဲ့သူကဘဝတိုက်ပွဲကိုဆက်ပြီးတော့ဝင်နေရမှာပဲဒီနေ့အသက်ရှင်သေးရင်ဒီနေ့အပြည့်အဝရှင်သန်နိုင်ဖို့အရေးကြီးတယ်အတိပ္ပယ်ရှိရှင်သန်နိုင်ဖို့အရေးကြီးတယ်လို့တွားပြီးမြင်လိုက်တယ်ဒီအခါမှာကိုယ်မှာဆုံးရှုံးမှုတွေရှိတော့လေ